ကဲ JDM မှာ JDM မေးနေရကျွန်တော် customer တွေအတွက်ဟာရီယာ1003လေးဒီမှာရောက်ထားရယ်နော်ဒါဒီက1003 242V G grade ပေါ့နော်လုံးဝကား share အတွင်းကန်းလုံးဝတန့်တယ်ဗျအတွင်းကန်းတွေပါလေလုံးဝအလန်းကြီးကြံသေးရယ်ဒီမှာဆိုလေဟုတ်တယ်နော်original TV နဲ့ original TV လေးနဲ့ share ကြီးဒီမှာစေးသားတွေပါလေဆိုလဲကြည့်ပါဘာမှလှုပ်ဆရာမလိုဘူးလက်တင်စီးရုံပဲเนาะကဲစံတိုးကြည့်မယ်ကျွန်တော်တို့ဒီကားကိုကျွန်တော်စီမှာအလဲထက်ကားချင်းလာလဲရပါတယ်ဒါမှမဟုတ်ရေးကြယူမယ်ဆိုလည်းရပါတယ်သူ့ရဲ့ model ရော1003ဆိုတော့ဘန်ရှင်းနဲ့တော့မရဘူးရေးကြကို BMF နဲ့ရပါမယ် BMF ကတော့ microfinance ပေါ့နော်50% down payment ပေးရပါမယ်ပြီးရင် deposit 10% တော့ထပ်ပေးရပါမယ် deposit 10% ကတော့ကျွန်တော်တို့ယူအောင်မဟုတ်ဘူးဘန်ပဲယူတာပါအဲ့ဒီ micro BMF ကပဲယူတာပါdeposit 10% ကကျွန်တော်တို့ငွေကြေးချေပြီးပြန်ရပါမယ်3နှစ်ထိရပါမယ်ဗျာဒီကားလေးကိုရောင်းချပေးမယ်စီကတော့1690ပါငွေစင်ပဲလို့ရေးကြပဲလို့ကားချင်းမဲ့လဲဒီဈေးနဲ့ပဲကျွန်တော်တောင်းပါပါဒီကားလေးကိုဝယ်ယူခြင်းနေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်0926139539ရှင်ကောင်ကိုဖုန်းဆက်လို့ရပါတယ်နောက်ထပ်ကားလေးလည်းတင်ပြပါမလို့ကျွန်တော်ရဲ့ TikTok follow ပေးပါဦးခင်ဗျာ